ကျွန်တော်တို့ပေါ့နော်စပင်စိုက်တယ်ဆိုတာလေစပင်တွေပါလာမှစပင်တွေပြောင်းလာမှစိုက်လို့ရတာမဟုတ်ပါဘူးဗျာကျွန်တော်တို့စပင်တွေ hairline ထပ်တိုးချင်တယ်ဆိုလဲကျွန်တော်တို့စပင်တွေပြန်စိုက်လို့ရတာပေါ့လေနော်အဲကြောင့်မို့ဒီညီလေးဆိုလဲကျွန်တော်တို့စပင် hairline တိုးချင်လို့ပေါ့နော်ပသိမ်မျိုးကနေလာစိုက်တာဗျစိုက်ထားတဲ့အနေထားကတော့ကျွန်တော် grab 1800ဝန်းကျင်တော့ကျွန်တော်နှုတ်ထားတာပေါ့လေနော်အပင်အရင်နဲ့ဆိုရင်တော့3600ပေါ့လေနော်ဒါကျွန်တော်တို့နှုတ်မဲနေရာကိုကျွန်တော်ပြင်ဆင်တာပေါ့လေနော်ကတုံးတော့30မလို့ပါဘူးခင်ဗျာကျွန်တော်တို့နှုတ်မဲနေရာပဲကျွန်တော်ရေးလိုက်တာပေါ့လေနော်နှုတ်မဲနေရာကိုကျွန်တော်ရေးလိုက်တယ်အရှိပြန်ဆိုင်မယ်ဆိုလဲကျွန်တော်တို့ရှေးဒီဆိုင်မဲနေရာကိုပဲကျွန်တော်တို့ကွက်ပြီးတော့ရေးလိုက်တာပေါ့လေနော်ဒါကျွန်တော်တို့စိုက်ပြီးဂါစားပုံမော်နေနေအချိန်ကတော့2နာရီ3နာရီအဲ့လိုပဲကြာတယ်ဗျာခဏလေးပဲပေါ့နော် grad က1600ဝန်းကျင်စိုက်ထားပါတယ်ခင်ဗျာကျွန်တော်တို့ hairline တိုးချင်တယ်ဆိုလဲကျွန်တော်တို့စီကံမှာလာရောက်ပြီးတော့ကုသမှုခံယူလို့ရပါတယ်ခင်ဗျာအချိန်ကတော့လည်း2နာရီ3နာရီပဲကြာမှာဗျာ